သူမင်းရဲ့ရှင်ရဲ့သိကတန်တရာတိဟုသောဝေဩဃကနေပြီးတော့နိဗ္ဗာန်တိဟုသောကြီးကိုချက်ကိုတက်မယ်ဆိုလို့ရှိရင်ရပါရဲ့ဒါပေမဲ့တတ္တဝဝိနည်းရတွေကိုသူတရားရည်ရည်အမြိုက်စိတိုက်ကျွေးခြင်းနဲ့အတွက်ကြောင့်လေးသိခြင်းနဲ့ကမ္ဘာတရိကာလမလုံးပါရမီတော်ကြီးဖြည့်ဆည်းမှုခဲ့ပါရမီတော်ကြီးကျင့်တော်မူခဲ့လေးသိခြင်းနဲ့ကမ္ဘာတရိကာလမလုံးပါရမီတော်ကြီးဖြည့်ဆည်းမှုပြီးတော့အိုတတ္တညုတ္တဉာဏ်ပိုင်ရှင်ဧကံစင်စစ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဖြစ်တာပြီးတဲ့နောက်သူတော်ရဲ့အတွက်ဓမ္မကနာပေါင်း7သောင်းလေးအောင်ဒီတည်းသုံးပုံဤခင်လာရဒီလိုပြည့်တဲ့အသွယ်တွေနဲ့သူတော်ကောင်းများကိုဟောကြားပေးရတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ကရုဏာတော်မေတ္တာတော်တဲ့ဒီတရားတွေကိုလေးဖို့ဆရာတော်ဘုရားကြီးကနေပြီးတော့ပရိစ္ဆေသမုပ္ပါဆဝိုင်းဒေသနာတော်မြတ်ကြီးဩသစ္စာတရားတွေအလိုပေးတရားတွေဒီတရားတွေနဲ့သူတော်ကောင်းများကိုပြန်ပြီးတော့ဟောကြားပေးခဲ့တယ်။ရသော်ဘုရားရဲ့ကိုယ်တော်မြတ်ကြီးရဲ့ကျေးဇူးတော်နန္ဒဂုဏ်တော်နန္ဒမဟုတ်ဆရာတော်မြတ်ကြီးရဲ့ကျေးဇူးတော်နန္ဒဂုဏ်တော်နန္ဒတို့ကိုဥထိပ်မှာတန်ဆင်ပြီးတော့ဘုရားသူတော်ကောင်းများရရှိထားတဲ့ခန္ဓာတရားနာဒုက္ခသစ္စာလားခန္ဓာကဘာဖြစ်ဖြစ်ကဘာသစ္စာဒုက္ခသစ္စာပါဗျာရှိတဲ့ဘဝတည်းကဘာသစ္စာအဝိဇ္ဇာတေကရတနာဥပဒံကမ္မဘောဆိုတဲ့အကျံတရားတွေဒီတော့ကြရပါသစ္စာနောဘဝနောကလနောဇာတိဝေချုပ်နေယုတ်တိတော့ကြရပါသစ္စာဒီသစ္စာလေးချက်နဲ့စိုက်အချိန်နဲ့ကြိုက်ဖြစ်တဲ့အတွက်တန်ကျိုးသုံးချိန်ခေါ်တော်လိုက်ကြရအောင်ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေဆရာတော်ဘုရား